ကဘာပေါ်မှာခီးသွားအများဆုံးဇိမ်ခံပစ္စည်းရောင်းရဆုံးအမြင့်ဆုံးအဆောက်အုံတွေရှိတဲ့မြို့ကိုပြောရင်အများစုကဒူဘိုင်းလို့ဖြေကြမှာပါဒါပေမဲ့ဒူဘိုင်းဟာလွန်ခဲ့တဲ့နှစ်90လောက်ကတဲကန်နာရတဲ့ကငါးဖမ်းရွာလေးတရွာမျှသာဖြစ်ခဲ့တယ်ဆိုတာတင်သိပါသလားဒီတစ်ခါတော့ဒူဘိုင်းကိုဒီလောက်ချမ်းသာပြီးတိုးတက်အောင်ဘယ်လိုလှုပ်ဆောင်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင်း၅ချက်ကိုပြောပြပေးမယ်ဗီဒီယိုကိုကြည့်ပြီးသွားရင်နောက်ထပ်အသစ်တွေကိုနေ့စဉ်ကြည့်ခွင့်ရအောင်အသေးလေးပေးပြီး follow လုပ်ထားပေးပါနော်ပထမဆုံးအချက်ကတော့အမျှော်မြင်ရှိတဲ့ခေါင်းဆောင်ရှိခြင်းပါ1999ခုနှစ်မှာဒူဘိုင်းမှာရေနံစတင်တွေ့ရှိပါတယ်ဒါပေမဲ့ဒူဘိုင်းရဲ့အုပ်စိုးရှင်ရှိတ်မိုဟာမက်ဘင်ယာရှစ်အယ်မတ်တူဟာရေနံဟာတနေ့ကုန်သွားနိုင်တဲ့အရင်းအမြစ်ဆိုတာသိထားပါတယ်။သူဟာရေနံငွေကိုသုံးပြီးအခြေခံအဆောက်အုံစိတ်ကမ်းလေဆိပ်လွတ်လပ်သောကုန်သွယ်ရေးဇုံတွေဆောက်လုပ်ခဲ့ပါတယ်။ဒူဘိုင်းရဲ့အောင်မြင်မှုဟာရေနံကြောင့်မဟုတ်ဘူး။ရေနံငွေကိုဘလို့ပြန်သုံးစွဲခဲ့တယ်ဆိုတာကြောင့်ပါ။ဒုတိယအချက်ကတော့လွတ်လပ်သောကုန်သွယ်ရေးဇုံများ Free Zones ကိုထူထောင်ခဲ့ခြင်းပါ1985ခုနှစ်မှာဒူဘိုင်းဟာဂျေဘယ်လီလွတ်လပ်သောကုန်သွယ်ရေးဇုံ JAFSA ကိုစတင်ခဲ့ပါတယ်။ဒီဇုံထဲမှာယင်းနှိမ့်မြုပ်နှံတဲ့ကုမ္ပဏီတွေဟာအခွန်လုံးဝကင်းလွတ်ခွင့်100%နိုင်ငံခြားပိုင်ဆိုင်ခွင့်ရရှိကြပါတယ်။ရလဒ်အနေနဲ့ကမ္ဘာထိပ်တန်းကုမ္ပဏီပေါင်း8000ကျော်ဒူဘိုင်းမှာရုံးခွဲဖွင့်လာကြပြီးဒူဘိုင်းဟာအရှေ့အလယ်ပိုင်းရဲ့စီးပွားရေးမြို့တော်ဖြစ်လာခဲ့ပါတယ်။တတိယအချက်ကတော့ကမ္ဘာအဆင့်မီခီးသွားလုပ်ငန်းမှာဒူဘိုင်းမှာရေနံပမာဏကလူစုပေါင်းရဲ့6%သာရှိပါတယ်။အဓိကဝင်ငွေကတော့ခီးသွားလုပ်ငန်းမှာသူတို့ဟာကမ္ဘာအမြင့်ဆုံးအဆောက်အုံ Burj Khalifa ကမ္ဘာအကောင်းဆုံးလေကြောင်းလိုင်း Emirates စိန်ခံတူကျိုးများဖော် Michelin တို့ကိုဆောက်လုပ်ခဲ့ပါတယ်။ရလဒ်နှစ်စဉ်ခီးသွား10ခုနှစ်တန်းကျော်လာရောက်လည်ပတ်ပြီးခီးသွားလုပ်ငန်းကဒူဘိုင်းရဲ့17.5%ကိုထုတ်ပေးပါတယ်။စတုထအချက်ကတော့နိုင်ငံခြားအလုပ်သမားများရဲ့အခန်းကဏ္ဍပါဒူဘိုင်းရဲ့လူဦးရေ88ကျော်ဟာနိုင်ငံခြားသားတွေဖြစ်ပါတယ်။အိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ဖိလစ်ပိုင်အနောက်နိုင်ငံများအပါအဝင်နိုင်ငံပေါင်း200ကျော်ကလာရောက်အလုပ်လုပ်ကြပါတယ်။ဒူဘိုင်းဟာအခွန်ကင်းလွတ်လပ်စွာမြင့်မားတဲ့လုံခြုံမှုခေတ်မီလူနေမှုဘဝတွေကိုပေးအပ်ပြီးထူးချွန်သူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်အရေးချင်းရှိတဲ့လုပ်သားအင်အားဘယ်တော့မှမရှားပါဘူး။နောက်ဆုံးအချက်ကတော့စီးပွားရေးကွဲပြားမှု economic diversification ပါဒူဘိုင်းဟာရေနံကိုမိခိုတဲ့စီးပွားရေးကနေကုန်သွယ်ရေးခီးသွားအိမ်ချမ်းမြေဗန္ဒာရေးနည်းပညာထောက်ပံ့ပို့ဆောင်ရေးကဏ္ဍစုံကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့ပါတယ်။ယနေ့အချိန်မှာဒူဘိုင်းရဲ့94%ဟာရေနံမဟုတ်သောကဏ္ဍများကဖြစ်ပြီးအနာဂတ်အတွက် AI နဲ့ Blockchain လိုမျိုးခေတ်မီကဏ္ဍတွေကိုပါယင်းနှိမ့်မြုပ်နှံနေပါတယ်။ဒီတော့ဒူဘိုင်းရဲ့အောင်မြင်မှုနောက်ွယ်ကအချက်5ချက်ကိုပြန်ချုပ်ရရင်တက်အမျှော်အမြင်ရှိသောခေါင်းဆောင်2လွတ်လပ်သောကုန်သွယ်ရေးဇုံများ3ကမ္ဘာအဆင့်မီခီးသွားလုပ်ငန်း4နိုင်ငံခြားအရေးချင်းရှင်လုပ်သားများ5ရေနံလွန်စီးပွားရေးကွဲပြားမှုဒူဘိုင်းဟာရေနံရှိလို့ချမ်းသာတာမဟုတ်ဘူးရေနံငွေကိုပညာရှိသုံးစွဲတတ်လို့ချမ်းသာတာပါဒီလိုဗဟုသုတဗီဒီယိုတွေဆက်လက်ကြည့်ရှုခြင်းရင် like နဲ့ follow လုပ်ထားပါခင်ဗျားတို့ရဲ့အမြင်တွေကို comment မှာရေးခဲ့ပါကျေးဇူးတင်ပါတယ်